အားလုံးမင်္ဂလာပါဒီနေ့မှာတော့ web design အကြအတာတွေရဲ့အကြောင်းကိုတင်ပြသွားမှာပါကဲအစီအစဉ်ကနောက်ဆုံးဖို့ကြည့်ခဲ့တယ်ကျွန်တော်ရဲ့ဆိုမှုစက်ကြီးနဲ့ပဲစရအောင်စက်ကြီးအတာကတော့တက်စကလာထည့်ပြီး1990ကဒီဇင်ဘာ9ရက်နေ့မှာမွေးပြီးတော့အသက်ကတော့30ရှိပါပြီလူမျိုးကတော့ BT စပယ်ကန်တရားပါတက်စကလာဟာ2025မှာအတိတ်ထွက်ခဲ့တဲ့ကလေးနာကစားအပ်နဲ့တခြားသောမူပြီးတဲ့စီးရီးတွေမှာတရုပ်ဆောင်ဖူးပါတယ်နောက်တစ်ယောက်ကတော့ကျွန်တော်တို့ရဲ့သူတွေကောင်းဥစုပ်ပါဦးစိုးရဲ့အတာကတော့ချက်ကိုပြည့်ပြီးတော့1990ရှောင်းဂျူလာ17ရက်နေ့မှာမွေးပြီးတော့အတာကတော့29ရှိပါပြီလူမျိုးကတော့အမေရိကန်ပါချက်ကိုဟာကွယ်လီစနစ်အိုင်နဲ့တခြားသောမူတွေနဲ့စီးရီးတွေမှာတရုပ်ဆောင်ဖူးပြီးအရှိတွေလည်းဆိုရင်သိရပါတယ်ကျွန်တော်တို့အချစ်တော်လေးနိုင်မင်းသစ္စာကတော့အမေရိဖြစ်ပြီး1993ဖေဖော်ဝါရီ24မှာမွေးပြီးတော့အတာကတော့30နှစ်ရှိပါပြီလူမျိုးကတော့အမေရိကန်ပါအမေရိကန်ဆောင်ဖူးတဲ့စကားတွေကတော့ဟန်တာစီးချိန်နဲ့တခြားသောမူတွေနဲ့စီးရီးတွေမှာတရုပ်ဆောင်ဖူးပါတယ်ဒါတို့က YouTube ရဲ့ကြည့်နေဆိုတော့ကျွန်တော် channel ကမွေးနေသေးချင်းမအောင်ရတဲ့မို့ကျွန်တော်ကူညီချင်ဆိုရင်တော့ like subscribe comment ခုကြီးကပြီးတော့တောက်ဆိုချင်ပါတယ်ကျွန်တော်တို့တယောက်ကြီးဆိုတော့တရုတ်ဆောင်ကတော့မကယ်ယူပါမိနစ်ကတော့1990ကျော်မိုးပါ16ထည့်ပြီးတော့အတန်းကတော့29ရှိပါပဲလူမျိုးကတော့ဂျပန်ပါမကယ်ယူပါနိုင်အောင်တန်ပစိုးရလိုက်အချိန်မှာတရုတ်ဆောင်ပြီးတော့ VTA နဲ့တခြားသောမူဗီတွေနဲ့ကျပဲစီးရီးတွေမှာတရုတ်ဆောင်မှုပါပဲကျွန်တော်တို့ညမှာလူဖျက်အတာကတော့ Inaki ကိုတွေးပါမိနစ်ကတော့2000အကုန်25ရက်နေဖြစ်ပြီးတော့အတက်ကတော့20နှစ်ရှိပါပြီလူမျိုးကတော့မက္ကဆီကိုပါကိုတွေးရတဲ့ Eva Fat မက်ဆိုဘီနဲ့တခြားမူဗီတွေစီးရီးတွေမှာတရုတ်ဆောင်မှုပါတယ်ဒါကတော့ Webila SAC ဘွဲရဲ့ကောင်းဆုံးဆိုဖွဲ့တွေကျွန်တော်တိကျအကြောင်းတွေပါအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တူမီပါနောက်ဗီဒီယိုမှာတွေ့ကြပါပေါ့